လူမြင်ခွင့်ရဲ့ရှိမှအသာကြီးတွေ့လို့ကောကျွန်တော်တို့တင်းနေဖို့တွေ့ရရွေးထားတဲ့ကြောင့်လာမယ်တဲ့တပီးနေတဲ့ရမိပါတွေကိုတီးပေးမယ်ကောင်းမလေးကပြောတယ်ဒါကောင်းဆုံးဆိုပဲကျွန်တော်ကအမျိုးအားလုံးမှာတယောက်တည်းရှိတဲ့တောင်းကောင်းမလေးဘကလေးတဲ့ကြီးကမှမများဒီလိုအတိုင်းဝင်ကြီးတစ်ခုချအချောသိမခံချင်တဲ့အမျိုးမျိုးကျွန်တော်ရင်ကြားစေးရမှာကြိုတွေးမိပါတယ်ကောင်းမလေးကတော့တင်တောင်းရမယ်တဲ့ Okay အားလုံးမိဘလောင်လေးတစ်ခုမိခဲ့အိမ်ချင်ကကောင်းကောင်းစီးနေလို့ကိုစိတ်ရင်းသာပြည့်တယ်ကောင်းမလေးကကျွန်တော်ကိုသိပြီးအားနာလေတန်တော့လောပဲတော့ဒီမိတဲ့စကားဘုံမျိုးလေးတန်တော့ကောင်းပါမလားမေကလာကလေးလူရဲ့စီစဉ်ချအောင်မေကောင်းမလေးကမေတဲ့ပြေရောပြေရလားကျွန်တော်တို့စိတ်စပွဲမှာမျက်နှာချင်းပေါ်ဆိုင်ခဲ့တကယ်ကိုဖိလို့မကောင်းတဲ့အလူတောင်းချတောင်းနေဟိုတယ်အခန်းကြီးပြေးနာခဲ့တဲ့လူသမီးလူစုံနှံမှုလေကျွန်တော်တို့စိတ်ကတော့တာချင်းလောင်းလေလို့ပဲမင်္ဂလာပွဲကျွန်တော်မှရှင်လေးခဲ့ပါရဲ့တကယ်ဆိုအဒီကတော့ကျွန်တော်တို့ရောက်ပါပဲလူတွေမရိပ်မိတဲ့နေရဘသူမှမတိုင်းမထွက်ပြေးခဲ့ကောင်းမလေးကပြောတဲ့အပြောဆုံးနေဆိုပဲ